ကန်အစ်စ်ဒီနေ့ကျွန်တော် record လေးကိုဂုံးစင်းထားတာလေးကိုတွားကြည့်ကြအောင် let's go ကျွန်တော်ကမြင်မြန်ဆန်ဆန်ပဲလုပ်လိုက်တယ်ဘာလို့လဲဆိုတော့စိတ်မရှိတဲ့လူတွေပါတယ်နော်ဂိမ်းသမားတွေဆိုတော့ကျွန်တော်စိတ်မရှိကြဘူးအဲ့တော့မြင်မြန်ဆန်ဆန်ပဲဖောက်ကြမယ်ပြီးရင်ကျွန်တော်က record ပဲယူမယ်ဒီ skin တွေကကျွန်တော်မသုံးနိုင်တဲ့လူတွေအတွက်ကြတော့ရနိုင်မှုခဲရင်းနေပေါ့နော်အဲ့အတွက် record ပဲယူမယ်ဒါ advanced server မှာလာနေရပေါ့နော်ကျွန်တော်ကတော့ original server မှာပထမတစ်ခေါက်လာထားတဲ့အတွက်ကြောင့်မလို့ weekly တစ်ပတ်စာထည့်ထားတယ်နောက်တစ်ခေါက်လာရင်လည်း weekly တစ်ပတ်စာထပ်ထည့်မယ်ပြီးရင် record ကိုယူမယ်ပေါ့နော်စကင်ကတော့ပေါက်နိုင်မှုရာခိုင်နှုန်းနည်းတယ်ပေါ့နော်နောက်ထပ် event အသစ်လေးကိုတွားကြည့်ကြမယ်ဒါကတော့ order နဲ့ lens လောထွက်မှာပေါ့နော်အစားထိုးတာတော့ Fasa နဲ့ Kufra ရဲ့ Collector skin ကိုအစားထိုးထားတယ်ဒါ Collector အနေနဲ့လာမှာအဲ့တော့ကျွန်တော်တို့က diamond မသုံးနိုင်တဲ့သူတွေဆိုတော့နည်းနည်းမိတ်ပြစ်လိုက်ကြတာပေါ့နော် COA များများစုနိုင်တဲ့ brother တွေကတော့ဒါဖောက်ပေါ့နော်ကျွန်တော်တို့ diamond မသုံးနိုင်တဲ့ညီငယ်လေးရှိမယ်ဆိုလို့ရှိရင်weekly တစ်ပတ်စာပဲတက်နိုင်တဲ့လူတွေဆိုလို့ရှိရင်ဒီ event တွေကိုလုံးဝမဖောက်ပါနဲ့မပေါက်ပါဘူးเนาะကျွန်တော်ပြောပြမယ်တဲ့ပဲမပြောပြမယ်မပေါက်ပါဘူးမဖောက်ပါနဲ့ intro animation ကတော့ဒီ collector တွေနဲ့အတူတူပဲပေါ့နော်တော်လေးလေးအဖွင့်ရဒါပဲဘာမှမပေါက်ဒါတွေပဲလာ9ခု10ခု15ခုဒါပဲလာမပေါက်ပါဘူးမပေါက်ပါနဲ့မြင်းတဲ့အတိုင်းပဲဟိုအိုးတဲ့နေရာမှာ Fasa လမ်းစီတော့နေရာမှာ Kufra အစားထိုးထားရနော်အဲ့မှာက repent ထားရလဲ key bound 2កောင်ပါမယ် Lunons နဲ့ Urethel 2កောင်ပါမယ်ပေါ့နော်ဒါပါပဲကြည့်နေနဲ့ကျွန်တော်တို့မဖောက်နိုင်တော့ကြော့ဒီ event ကတော့ဟိုသူခုပြထားတာ Asia နဲ့ Roger လို့တော့ပြောတယ်ဒါပေမဲ့ပုံမှာကျတော့ Mia နဲ့ခြံခဲတာမဟုတ်လို့ရှိရင် Florence again ပေါ့နော်ကျွန်တော်လည်းတိတ်သေချာမသိသေးဘူးပေါ့နော်သေချာသိရချင်းကြပြောပြမယ်ဒါကတော့ Mia နဲ့ခြံခဲ or Florence again ပေါ့နော်ဒါလေးက coin 1900နဲ့လဲရမယ်ဗျကျွန်တော်တို့ဖုန်းပေါက်မဲ့ Hanabi skin 2កောင်နဲ့ဟို Fanny ရဲ့ Legend skin ကတော့ brother တို့ချား channel မှာတင်ထားရတဲ့အတွက်တီးပြီးသားမလို့ကျွန်တော်ကြော်လိုက်တယ်နော်ခုလိုကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် like subscribe လေးလုပ်တော့ခဲ့ကြပါအောင်ဒီချက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထပ်တင်ဖို့ရှိပါသေးတယ်အားလုံးပဲဘိုင်ပါ skin ကောင်းစင်းဖို့ event တွေလာရင်လည်းကျွန်တော်ပြောပြတော့ပေးပါမယ်